အားလုံးပဲမင်္ဂလာပါခင်ဗျာဇလံကောင်းလေးတွေတင်ဆက်ပေးဖို့အချိန်ခါဆိုက်ဦးလာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခန်းစားနားဆင်ပေးကြပါဦးခင်ဗျာကျန်တော်ရွာမှာအေယာဝတီတိုင်းအတွင်းမှာတည်ရှိတဲ့ရွာသူရွာသားအများစုမှာလေယာလုပ်ငန်းကိုအဓိကထားလုပ်ကိုင်ကြပြီးစပားအထွေအကောင်းသဖြင့်စီးပွားရေးပြေးလဲကြကအေချမ်းသားရတဲ့ရွာကလေးတွေရွာဖြစ်တဲ့အချိန်ကည10နာရီကျော်ခန့်ရှိနေပြီဖြစ်သည်ဖြင့်ကျန်တော်ရွာသူရွာသားများမှာနေဘက်မှာလေယာလုပ်ငန်းခွင်၌ပင်ပန်းခဲကြသည့်အတွက်အိတ်ဆက်အနားယူနေကြပြီဖြစ်တဲ့ည12နာရီခန့်သို့ရောက်သောအခါမှာရွာထိပ်စီမှအလွန်ချောက်ချပွဲကောင်းလာတဲ့ခွေးဥတန်ကြီးကိုကြားလိုက်ရသဖြင့်အားလုံးလမ်းတို့သွားကြတော့တယ်ခွေးဥတန်ကြီးမှာသူတို့ကြားနေကြခွေးဥတန်မျိုးမဟုတ်ပဲဝမ်းကောင်းတန်ကြီးဖြစ်အနားမှာကပ်၍ဦးနေသလိုခံစားရပြီးကျက်သည့်မွေးညင်းများပင်ထလာကြတော့တယ်ခွေးဥတန်ကြီးမှာတဖြည်းဖြည်းနဲ့ရွာတဲ့ဘက်စီသို့ရောက်လာသဖြင့်အိမ်ထဲမှာရွာလမ်းမစီသို့ချောင်းလိုကြည့်လိုက်သောအခါမှာခွေးဥတန်ကြီးရဲ့ပိုင်ရှင်မှာအရက်ရှစ်ပေခန့်မြင့်နဲ့မဲမဲအကောင်ကြီးတကောင်ဖြစ်နေသည်ကိုတွေ့ရသဖြင့်လွန်စွာထိတ်လန့်သွားကြတော့တယ်ထိုမဲမဲအကောင်ကြီးမှာအနီရောင်ပိတ်စာကြီးကိုခြုံထားကလက်ထဲမှာလေမဲမဲအရာကြီးတစ်ခုအားကင်ထားပြီးရွာလမ်းမတစ်ချောင်းရွာထိပ်မှရွာနောက်ဖျားအထိချောင်းသွားရင်ဝမ်းကောင်းတန်ကြီးဖြစ်5 ချိန်ခန့်ဥပြီးသွားသောအခါမှာရွာထိပ်စီသို့ပြန်လဲထွက်ခွာသွားသည်ကိုအားလုံးတွေးကြရတယ်မဲမဲအကောင်ကြီးနဲ့ခွေးဥတန်ကြီးပျောက်ကွယ်သွားတော့လေကျန်းတော်ရွာသူရွာသားများမှာကြောက်ရွံတုံးလို့စိတ်ကြောင့်တော်တော်နဲ့ပြန်လဲမိတ်ဆက်နိုင်ကြပဲရှိတော့တယ်နောက်တနေ့နေ့လင်းချိန်မှာကျင်းငယ်သားတကားတို့ရဲ့တွန်းကျူးသံများနဲ့အတူကျန်းတော်ရွာသူရွာသားများလည်းနိုးထလာကြပြီးလေယာလုပ်ငန်းခွင်များသို့စင်းမှုပြင်းစင်းနေကြတယ်အဲ့ဒီလိုသားရလှပတဲ့နည်းနည်းခင်းကလေးကိုအမင်္ဂလာသတင်းဆိုတစ်ခုကဖြစ်စီပြစ်လိုက်တယ်လဲပိုင်ရှင်ဥမြမောင်ရဲ့သားထုံးမောင်တယောက်အိယာထဲမှာသေနေလို့တဲ့ဟင်ဘလို့ဖြစ်တာလဲဘလို့ဖြစ်မှန်းမသိဘူးညရာဝင်တော့ကအကောင်းကြီးတဲ့ဒီမနေ့အိယာထဲကတော်တော်နဲ့ထမလာလို့သွားနှုတ်တော့သေနေပြီတဲ့မိဘချမ်းသာတဲ့အချင်းအဝါနဲ့မူးယူရန်ကားနေတဲ့အကောင်သေသွားလေအေးတာပဲမိဘအချင်းအဝါနဲ့တောက်စားရန်ကားနေသည့်ထုံးမောင်ကိုအမြင်မကြည့်ကြတဲ့ရွာသားများကအဲ့ဒီလိုပြောဆိုနေကြတယ်သို့တော်လေတို့ရွာတလေထုံးစံအရရွာသူရွာသားများမှာဥမြမောင်ရဲ့အိမ်သို့သွားလို့နာရဲ့အတွေ့ဝိုင်းဝန်းလောက်ကင်ပေးကြတော့တယ်ညရောက်တော့အခါမှာမသားလာဆောင်ကြတဲ့သူများကဝိုင်းဖွဲ့လို့ဖဲရိုက်နေကြတယ်ည7 နာရီခန့်သို့ရောက်လာတော့အခါမှာဥမြမောင်ရဲ့အိမ်မှာနာရဲ့ဆောင်ဖဲဝိုင်းတမ်းမှလွဲလို့တရွာလုံးတိတ်ဆိတ်နေပြီဖြစ်တယ်ထိုအချိန်မှာယမန်နေ့ညကကြားခဲ့ရတဲ့ခွေးဥတန်ကြီးကိုထပ်မံကြားလိုက်ကြားရပြန်တယ်ခြောက်ချပွဲကောင်းလာတဲ့ခွေးဥတန်ကြီးကြောင့်ဖဲဝိုင်းမှာလူများလေအထိတ်တလန့်ဖြစ်သွားကြပြီးရွာသားများလည်းလမ်းတို့လာကြတယ်ခွေးဥတန်ကြီးမှာရွာတဲ့ဘဲစီသို့ဆက်ရောက်လာသဖြင့်ဖဲဝိုင်းမှာလူများလည်းမိမြမှိတ်၍ငိမ့်သက်နေကြတယ်အဝက်နေကြီးကိုခြုံထားတဲ့မဲမဲအကောင်ကြီးမှာယမန်နေ့ညကလိုပင်ရွာထိပ်မှာရွာနောက်ဖျားသို့တိုင်အောင်ပတ်၍ခွေးဥတန်ကြီးဖြင့်ဥသွားပြီလျင်ရွာထိပ်စီသို့ပြန်လဲထွက်ခွာသွားလေတယ်နောက်နေ့နဲ့မိုးလင်းသောအခါမှာအမင်္ဂလာသတင်းဆိုတစ်ခုကိုထပ်မံကြားရပြန်တယ်ရွာခြေပိုင်းကဒေါ်ပုသေးပြန်ပြီတဲ့ဟင်ဘလို့ဖြစ်တာလဲမနေ့ကတည်းအကောင်းကြီးပါဟုတ်တယ်ညကအိယာဝင်တော့လေအကောင်းကြီးပဲတဲ့ဒီမနေ့အိယာကထားမလားလို့သွားကြည့်လိုက်တော့သေနတာတွေ့ရတဲ့တဲ့ထွန်းမောင်အလောင်းတောင်ရေမချရသေးဘူးဒေါ်ပုကသေပြန်ပြီရွာသားတွေနှစ်ရက်ဇက်တိုက်သေနေချရတာညတကောင်လောက်မှရွာထဲဝင်ပြီးခွေးဥတန်ကြီးနဲ့ဦးနေတဲ့မဲမဲအကောင်ကြီးချောင်များလားမသိဘူးအေးမင်းပြောမှငါသတိရတယ်ညတကောင်လောက်မှမဲမဲအကောင်ကြီးရွာထဲဝင်ပြီးခွေးဥတန်ကြီးနဲ့ဦးနေတာနှစ်ညရှိပြီဥတန်ကြီးကလည်းကြောက်စရာကောင်းချက်ပြားညဘက်အဲ့ဒီဥတန်ကြီးကြားရပြီးနောက်တနေ့မိုးလင်းတာနဲ့ရွာထဲကလူတွေသေကုန်ကြတာထူးဆန်းတဲ့အဲ့ဒီအကောင်ကြီးရဲ့ဥတန်ကြောင့်သေနေချတာလားမသိဘူးနောက်ပြီးထုံးမောင်နဲ့ဒေါ်ပုတို့ရဲ့သေပုံကလည်းတူးနေတယ်အေးကွဖြစ်နိုင်နေဒီပုံအတိုင်းဆိုရင်မလွယ်ဘူးတို့ရွာသားတွေဆိုပြီးရွာလူကြီးကိုသွားပြောရအောင်
ဒါမှဘာဆက်လို့ရမလဲသိရမှာကျန်တော့ရွာသူရွာသားများမှာရွာသား2ယောက်သေဆုံးရခြင်းနဲ့ခွေးဦးတန်းကြီးအကြောင်းကိုပြောဆိုနေကြရင်းမှာလူစုလိုရွာလူကြီးရဲ့အိမ်ကိုထွက်ခွာလာခဲ့ကြတယ်ရွာလူကြီးဦးထွန်းဝင်းရဲ့အိမ်သို့ရောက်တော့အခါမှာဦးလေးရီရွာတဲ့ကိုမဲမဲအကောင်းကြီးဝင်းပြီးခွေးဦးတန်းကြီးနဲ့ဦးနတာနှညချိပြီးမနေ့ညကစားပြီးရွာတဲ့ဝင်ပြီးဦးလိုက်တာနောက်မနေ့ကျတော့ထွန်းမောင်အကောင်းကြီးကနေသေသွားတယ်ညတော့ကတခါထပ်ဝင်လာပြီးဦးပြန်တာဒီမနေ့ကျတော့ဒေါ်ပူလည်းအကောင်းကြီးကနေသေနေပြန်ပြီဦးတန်းကြီးကလည်းကြောက်စရာကောင်းချက်ဗျာဒီလိုခွေးဦးတန်းမျိုးတခါမှမကြဘူးအကောင်းကြီးဦးသွားပြီးနောက်နေ့မိုးလင်းတာနဲ့လူသေးတာ2ယောက်ရှိနေပြီသေးတဲ့ပုံစံကလည်းအတူတူပဲရွာသားတွေလည်းတော်တော်ကြောက်လန့်နေကြပြီတချို့ကရွာပြောင်းပြေးဖို့တောင်လုံးနေကြတယ်ဒီပုံအတိုင်းဆိုရင်ရွာပါပြစ်လိမ့်မယ်ဘယ်လိုလုပ်ကြမလဲရွာသားတယောက်ကပြောလိုက်ရာဦးထွန်းဝင်းကဟုတ်တယ်ကျုပ်လည်းဒီကိစ္စခေါင်းခဲနေတာညဘက်ဒီရွာတဲ့ဝင်းပြီးဦးတန်ပေးနေတဲ့အကောင်ကြီးကတရက်တပည့်ကြီးဖြစ်မဲ့နဲ့တူတယ်ဒီညရွာတဲ့ကလူငယ်တွေနဲ့စောင့်ကြည့်ရမယ်ဘာကောင်းကြီးလဲသေးသေးချာချာသိရရင်တော့ဘာဆက်လုပ်ရမလဲဆိုတာတိုင်ပင်ကြတာပေါ့အခုတော့နေမကူခင်ဒေါ်ပုအလောင်းကိုမြင်းမြုပ်ဖို့တွားလုပ်ကြစို့ဦးထုံးဝင်းလည်းရွာသားများကိုခေါ်ဆောင်လို့ဒေါ်ပုရဲ့အလောင်းကိုတကြိုဖို့အတွက်ရွာရှိပိုင်းရှိဒေါ်ပုရဲ့အိမ်သို့ထွက်လာခဲ့တယ်ဒေါ်ရွာများတွင်ရှေ့ကသေဆုံးတဲ့အလောင်းကိုမတကြိုရသေးခင်နောက်တော့ထပ်မံသေဆုံးမှာကနောက်ထပ်သေဆုံးတဲ့အလောင်းကိုနေမကူခင်တကြိုလေးချိကြတယ်ည10 နာရီခန့်သို့ရောက်တော့အခါမှာရွာလူကြီးဦးထုံးဝင်းလည်းရွာထဲမှာအတော်တန်တပ်တည်ရှိတဲ့ရွာသား9ယောက်နဲ့အတူဒုထားများကိုင်းဆောင်လို့စောင့်ကြည့်နေကြတယ်အဲ့ဒီလိုနဲ့ည10 နာရီခန့်သို့ရောက်တော့အခါမှာရွာထိပ်စီမှခွေးဦးတန်းကြီးကိုကြားလိုက်ရပြီးရွာထဲသို့မဲမဲအကောင်းကြီးဝင်လာတော့အခါမှာနောက်မှလိုက်လံကြေးချူကြရာတွင်ထိုမဲမဲအကောင်းကြီးမှာသင်္ကန်းကြီးကိုခြုံထားတဲ့ခွေးနေကြီးတစ်ကောင်ဖြစ်နေပြီးလက်ထဲမှာလည်းတပိတ်တစ်လုံးကိုပိုက်ထားသည်ကိုတွေးကြရတယ်ကြေးချူနေစဲမှာပင်ခွေးနေကြီးမှာအခိုးငွေများဖြစ်သွားပြီးပျောက်ကွယ်သွားတာကိုတွေးလိုက်ရသဖြင့်အားလုံးအံ့ဩထိတ်လန့်သွားကြတယ်ဦးလေးရေခွေးနေကြီးပြသင်္ကန်းကြီးခြုံထားပြီးတပိတ်ကြီးကိုလည်းပိုက်ထားသေးတယ်ကြည့်နေရင်မျက်စိချိတင်ပျောက်သွားတယ်ဆိုတော့ရိုးရိုးအကောင်ကြီးတော့မဟုတ်တော့ဘူးအေးကွာငါလည်းဒီလိုတခါမှမတွေ့ဘူးတရက်တပည့်ကြီးဖြစ်မယ်ထင်တာပဲဟိုဘက်ရွာမှာတော့တရက်တစိအောက်လန်ဆုံးကဝေတွေကိုနိုင်နေနဲ့အထက်ဆရာကြီးတယောက်ရှိတယ်မနေ့ကျရင်သွားပင်ချမယ်ဒါဆိုရင်လေမြန်သွားပင်မှာဗျာကြားရင်ရွာပါပြစ်လိုက်မယ်မနေ့ကျရင်လေရွာထဲမှာဘယ်သူသေးတန်ကြားရအောင်မလဲမသိဘူးအေးကွာမနေ့ကျရင်ဘာတန်ကြားရအောင်မလဲမသိဘူးကဲမင်းတို့လည်းပြိုင်းကြတော့မနေ့ကျသတင်းထူးရင်ငါ့ကိုလာပြောကြအောင်ဟုတ်ကဲ့ဦးလေးကြီးကျွန်တော်တို့ပြန်ပြီပြုတ်ရွာသားများပြန်သွားကြတော့အခါမှာဦးထုံးဝင်းမှာအိမ်သို့ပြန်၍အိတ်ဆက်တော်လေသင်္ကန်းခြုံထားတဲ့ခွန်းကြီးအကြောင်းကိုတွေးတော့ရင်တော်နဲ့အဲ့လိုမပြောနိုင်ပဲဖြစ်နေပြီးမိုးလင်းကာနီးမှာအိပ်ပျော်သွားတော့တယ်နောက်တနေ့နဲ့မိုးလင်းတော့အခါမှာရွာလူကြီးဦးထုံးဝင်းမှာရွာထဲမှာမြည်သူသေးဆုံးမလဲသတင်းကိုရင်တမမနဲ့နားဆွန်နေမိတယ်ထိုအခိုင်မှာပဲရွာသား3ယောက်ရောက်ရှိလာပြီးဦးလေးကြီးရွာနောက်ပိုင်းကကိုဖို့တုတ်ကြီးသေပြန်မိတဲ့ဖြူရွာကလူတွေသေနေကြတာညကအကောင်ကြီးကြောင်ဆိုတာသေချာသွားပြီးဦးလေးပြောတဲ့အထက်လန့်ဆရာကြီးကိုသာမြန်သွားပေးမှာတော့ကြာရင်ဒီတဲ့ပိုးဆိုးလာလိမ့်မယ်ဟေးဟုတ်လားမင်းတို့ဖို့တုတ်အတုပါချဖို့လှုပ်ထားကြငါရွာသားတယောက်ခေါ်ပြီးအခုပဲဟိုဘက်ရွာကဆရာကြီးကိုသွားပင်ခဲ့မယ်ရွာလူကြီးဦးထုံးဝင်းလေရွာသားတယောက်ကိုအဖော်ခေါ်လို့တစ်ဖက်ရွာရှိအထက်လန်းဆရာကြီးဦးတင်မြင့်အားတွားရောက်ပင်းဆောင်တော့တယ်သို့တော်ဆရာကြီးဦးတင်မြင့်မှာခရီးလွန်နေသဖြင့်အိမ်မှာရှိမနေပေဆရာကြီးရဲ့တစ်ဖက်နဲ့သာတွေးရတယ်ဆရာကြီးစိတ်ကူသွားတယ်နေ့ပြန်မှပြန်ရောက်မယ်ဦးကြီးဆရာကြီးဦးတင်မြင့်ရဲ့တစ်ဖက်ကစီးလို့ပြောဆိုတယ်အေးကွယ်ဒိုးရွာမှလေခွေးကြီးလိုတရက်တပည့်ကြီးလိုအကောင်ကြီးတစ်ကောင်တောင်းချမ်းနေလို့ဆရာကြီးကိုလာပင့်တာဆရာကြီးကမရှိဘူးမနေ့ပြန်ကြရင်တော့ဦးတို့လာပင့်မှာမို့လို့စောင့်နေပေးပါလို့ဆရာကြီးကိုဆက်ပြောပေးပါကွယ်အရေးကြီးလို့ပါဟုတ်ကဲ့ကျွန်တော်ဆရာကြီးကိုတေးသေးချာချာပြောပြလိုက်ပါမယ်ဦးထုံးဝင်းလည်းဆရာကြီးဦးတင်မြင့်ရဲ့တစ်ဖက်ကိုတေးသေးချာချာမှားကြထားခဲ့ပြီး
ရွာသို့ပြန်လာခဲ့လိုက်တယ်။ဟာဦးလေးပြန်လာပြီလားဆရာကြီးရောပါမလာဘူးလားဦးထုံးဝင်းရွာသို့ပြန်ရောက်ထားနဲ့ရွာသားများကစီးကြိုမေးမြန်းကြတယ်ဆရာကြီးနဲ့မတွေ့ခဲ့ရဘူးဆရာကြီးကခီးလွန်နေလို့မနေ့ပြန်မှပြန်ရောက်မယ်တဲ့ကွာဟာဒုက္ခပါပဲဗျာဒါဆိုဘယ်လိုလုပ်ကြမလဲဒီညရွာတဲ့ကိုဟိုကောင်းကြီးထပ်ဝင်ပြီးဥယျင်ရွာတဲ့ကလူတစ်ယောက်ထပ်ပြီးသေးအောင်မယ်ထင်တယ်ဆရာကြီးကမနေ့ပြန်ရောက်မယ်လို့ပြောတယ်ငါသေးသေးချာချာမှားထားခဲ့တယ်မနေ့ပြန်တော့ဆရာကြီးကိုသွားပင်းပြီးရွာကိုဒုက္ခပေးနေတဲ့အကောင်ကြီးကိုနှိမ့်နေပေးဖို့အကူအညီတောင်းကြတာပေါ့အင်းဒီညလဲရင်တထိတ်ထိတ်နဲ့ပဲစောင့်ကြည့်ရအောင်မှာပေါ့ဦးထုံးဝင်းကထက်လန့်ဆရာကြီးအားပင်းဆောင်၍မရခဲ့သဖြင့်ရွာသူရွာသားများမှာစိတ်အားငဲသွားကြရသလိုဦးထုံးဝင်းမှလည်းညကြလျင်မြည်တို့ဖြစ်လာအောင်မလဲလို့တွေးတော်ရင်ရင်းမော့နေမိတယ်ည9 နာရီခန့်သာရှိသေးတော်လေကျန်းတော်ရွာကြီးမှာမိရောင်ဝေးစွာလူတန်သူတန်ပင်လုံးဝမကြရပြီရခင်းကအလွန်စီကားခဲ့တော်လေယခုမှတော့ရွာသူရွာသားများမှာညမောင်ရီပြိုးတာနဲ့မိမြမိတ်ခအိမ်တကားများကိုလည်းလုံခြုံစွာပိတ်၍ငိမ့်သက်စွာနဲ့ရွာလမ်းမကြီးစီမှခွေးဥတန်းကြီးကိုကြောက်ရွံတုံလို့စွာနဲ့နားစွန်လျက်ချိနေကြခြင်းကြောင့်မိရောင်တဲ့လူတန်သူတန်များကိုမမြင်ရမကြားရခြင်းဖြစ်တယ်ည7 နာရီခန့်သို့ရောက်လာသောအချိန်မှာရွာလမ်းမကြီးစီမှချောက်ချပွေရာခွေးဥတန်းကြီးကိုစတင်ကြားလိုက်ကြရတော့တယ်ထိုခွေးဥတန်းကြီးမှာကျန်းတော်ရွာသူရွာသားများအတွေ့မရဏခေါ်တန်သို့မဟုတ်သိမင်းငင်းတန်ပင်ဖြစ်လေတယ်ထိုခွေးဥတန်းကြီးကိုလွန်ခဲ့တဲ့3 ရက်မှစတင်လို့ညဘက်မှာကြားကြရခြင်းဖြစ်တယ်ထိုခွေးဥတန်းကြီးကိုစတင်ကြားရသည့်ညနောက်တစ်နေ့မှာရွာထဲမှာလဲပိုင်းချင်းသာထွန်းမောင်မှယောဂမချိပဲအကောင်ပဂရိမှရုတ်တရက်သေးဆုံးသွားခဲ့တယ်နောက်2 ညမှလည်းခွေးဥတန်းကြီးကိုထပ်မံကြားရပြန်ပြီးမနေ့မိုးလင်းတာနဲ့ရွာသားတအုပ်စီထပ်မံသေးဆုံးခဲ့ရပြန်သဖြင့်ယခုဆိုလျင်ကျန်တော့ရွာထဲမှာသေးဆုံးသွားခဲ့သူ3 ယောက်ရှိခဲ့ပြီးဖြစ်တယ်ရှေ့ကတလောင်းပင်မြေမချရသေးပဲနောက်ထပ်အလောင်းများကစစ်နေခဲ့ပြီးဖြစ်တယ်ဒါကြောင့်ရွာသူရွာသားများမှာနေဝင်တာနဲ့မိမြမိတ်ခါအိမ်တကားများကိုလုံခြုံစွာပိတ်၍တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ဗရဏခွေးဥတန်းကြီးကိုသာနားစွန်နေကြရတယ်ယခုညမှလည်းမိမဲအကောင်ကြီးမှာရွာထဲသို့ဝင်ရောက်လာပြီးဦးနေပြန်ပြီးဖြစ်သောကြောင့်ရွာသူရွာသားများမှာမနေ့မိုးလင်းလျင်မြေသူသေးဆုံးတန်ကြားရအောင်မလဲလို့တွေးတော်ရင်ရင်တထိတ်ထိတ်ဖြစ်နေကြရပြီးအိတ်မပြောနိုင်ပဲဖြစ်နေကြရတယ်နောက်တနေ့နည်းနည်းလင်းသောအခါမှလည်းရွာထဲမှာရွာသားတို့ထပ်မံသေးဆုံးသွားသဖြင့်ရွာလူကြီးဦးထုံးဝင်းလည်းချစ်ချင်းပင်တစ်ဖက်ရွာသို့သွားလို့ဆရာကြီးဦးတင်မြင့်ကိုပင်းဆောင်သဖြင့်ဆရာကြီးဦးတင်မြင့်လည်းကျန်တော်ရွာသို့လိုက်လာခဲ့တယ်ကျန်တော်ရွာသို့ရောက်ရှိလာသောအခါမှာရွာလူကြီးဦးထုံးဝင်းနဲ့ရွာသူရွာသားများကိုဖြစ်ပပုံအလုံးစုံကိုမေးမြန်းတယ်အကြောင်းစုံသိရှိလိုက်ရသောအခါမှာတော့ဒီနေ့တော့သေးသေးချာချာမသိရသေးတဲ့အတွက်မကုသပေးနိုင်သေးဘူးညကြမှာရွာထဲဝင်ပြီးလူတွေကိုသေအောင်လုံးနေတဲ့အကောင်ကြီးကဘာကောင်ကြီးလဲဆိုတာကြည့်ရအောင်ပဲအဲ့ဒီလိုပြောဆိုသဖြင့်ရွာလူကြီးဦးထုံးဝင်းမှသူ့ရဲ့နေအိမ်မှာတဲခိုရန်ပြောဆိုလိုက်တယ်ဟုတ်ကဲ့ဆရာကြီးကျွန်တော်အိမ်မှာတဲခိုပါကျွန်တော်တို့ဒီရွာလုံးကိုဒုက္ခပေးနေတဲ့အကောင်ကြီးကိုလည်းအပြည့်အပိုင်းရှင်းလင်းပေးပါဆရာကြီးရေဒါကြောင့်ဆရာကြီးဦးတင်မြင့်လည်းဦးထုံးဝင်းရဲ့နေအိမ်မှာတဲခိုလိုက်တယ်ည10 နာရီခန့်သို့ရောက်သောအခါမှာဆရာကြီးဦးတင်မြင့်ရွာလူကြီးဦးထုံးဝင်းနဲ့ရွာသားအချို့မှာရွာထိပ်ချီအိမ်တိမ်မှာစောင့်ကြည့်နေကြတယ်ည7 နာရီခန့်သို့ရောက်သောအခါမှာတော့ရခင်းညမြအတိုင်းပင်ခွေးဥတန်းကြီးကိုကြားလိုက်ရတယ်ဆရာကြီးဟိုကောင်းကြီးလာနေပြီလှုပ်ပါအောင်ဘာမှမကြောက်ကြနဲ့အားလုံးဒီအိမ်ထဲမှာပဲနေခဲ့ကြပါဆရာကြီးသွားကြည့်လိုက်မယ်ဆရာကြီးဦးတင်မြင့်လေရွာလူကြီးနဲ့ရွာသားများကိုမှားကြပြီးအိမ်ထဲမှာထွက်လို့ရွာထိပ်စီသို့ထွက်လာခဲ့တယ်ထိုအချိန်မှာသင်္ကန်းကြီးကိုခြုံထားတဲ့မဲမဲအကောင်ကြီးမှာရွာထဲသို့ဝင်လာနေပြီဖြစ်တယ်ဆရာကြီးဦးထွန်းမြင့်လေရက်လို့မဲမဲအကောင်ကြီးကိုတေးသေးချာချာကြည့်လိုက်ရာရွာသားများပြောသလိုပင်အလွန်ကြီးမားတဲ့ခွေးနှကြီးတစ်ကောင်မှသင်္ကန်းကြီးကိုခြုံထားကလက်ထဲမှာလည်းတပိတ်တစ်လုံးကိုကိုင်းဆောင်ထားသည်ကိုတွေးရတယ်ထို့အပြင်ခွေးနှကြီးရဲ့လဲဘဲမှာလည်းပဋိက္ခရာချက်ပါကိုကျိုးဖြစ်သည်လို့ဆွဲထားတာကိုလည်းအံ့ဩဖွယ်မြင်တွေ့လိုက်ရတယ်သင်္ကန်းခြုံထားတဲ့ခွေးနှကြီးကလည်း
ဆရာကြီးဦးတင်မြင့်အားတွေးလိုက်ရသဖြင့်မလှမ်းမကမ်းမှရက်လိုက်ပြီးပါဇက်ကြီးကိုဖျဲလို့မန်းဖိလိုက်တယ်အတန်းကြီးမှကြောင်းမဖွယ်ရာကောင်းသလောက်ပါဇက်တွင်းမှတာမန်ထက်ကြီးမှခြေလျားနေတဲ့အစွဲကြီးများကလည်းကျစ်တိထားစရာပဲဖြစ်တယ်ဆရာကြီးဦးတင်မြင့်လည်းသူ့ရဲ့လွယ်ထဲမှနွားရုပ်လေးတရုပ်ကိုနှိုက်လို့ယူလိုက်ပြီးလက်ဝါပေါ်သို့တင်း၍ဂါထာမန္တန်တစ်ပုဒ်ကိုရွက်ဆိုလိုက်တယ်ပြီးနောက်ကိုင်းငါသားကြီးရေဒီမိစ္ဆာကောင်းကြီးရွာတဲ့ဝင်းမလာနိုင်အောင်မောင်းထုတ်လိုက်ပြီးတော့အဲ့ဒီလိုပြောဆိုပြီးနွားရုပ်ကလေးကိုမြေကြီးပေါ်ချလိုက်ရာနွားရုပ်ကလေးမှာအလွန်ကြီးမားတဲ့နွားလာဥဒ္ဒပါကြီးဖြစ်သွားတယ်နွားကြီးကတွန်တန်ပေး၍ခွင်းနေကြီးကိုဥကြိုဖြစ်လိုက်လံဝေးခတ်တော့တယ်ခွင်းနေကြီးမှာပြန်လို့ကြိုက်တော့လေမနိုင်တော့ပဲထွက်ပြေးသွားပြီးရွာထိပ်မှာနတ်စင်အနည်းသို့ရောက်တော့အခါမှာပျောက်ကွယ်သွားသည်ကိုတွေးရတယ်ထိုအခါမှာဆရာကြီးဦးတင်မြင့်လည်းဦးထုံးဝင်းနဲ့ရွာသားများရှိရာကိုပြန်လာခဲ့တယ်ဆရာကြီးရေဘာတွေဖြစ်ကြတာလဲအတန်းတွေကလည်းစူးညံပြီးကြောက်စရာကောင်းလိုက်တာဗျာဟိုအကောင်ကြီးရောဘယ်ရောက်သွားပြီလဲကိုထုံးဝင်းတို့ရွာကိုဒုက္ခပေးနေတဲ့ခွင်းနေကြီးကရိုးရိုးအကောင်ကြီးမဟုတ်ဘူးဗျအောက်လန့်ပညာသည်တယောက်ကခမရတို့ရွာကိုမကျေနပ်လို့တိုက်ထားတာပဲဗျအောက်လန့်ပညာသည်ကတိုက်ထားတာဟုတ်လားဆရာကြီးဟုတ်တယ်ကိုထုံးဝင်းရေဘာမှစိတ်ပူမနေကြပါနဲ့တော့ဒီညရွာတဲ့ကိုဒီကောင်းကြီးဝင်မလာနိုင်တော့ပါဘူးမနေ့ကမှတိုက်ထားတဲ့အောက်လန့်ပညာသည်ကိုခေါ်ပြီးကုသချင်းလင်းပေးမယ်အခုတော့ပြန်ကြစို့ဆရာကြီးဦးတင်မြင့်လည်းရွာသားများကိုချင်းပြလိုက်ပေးလျင်သူတဲကိုနေထိုင်နေရွာလူကြီးဦးထုံးဝင်းရဲ့အိမ်ကိုပြန်လာခဲ့တော့တယ်နောက်တနေ့မိုးလင်းသောအခါမှာရွာသားများမှရင်တထိတ်ထိတ်ဖြစ်စုံစမ်းကြရာရွာထဲမှာမြေသူများသေဆုံးတဲ့သတင်းကိုမကြရသဖြင့်စိတ်အေးသွားကြပြီးဆရာကြီးဦးတင်မြင့်ကိုလည်းပုံမို့လေးစားအားကိုသွားကြတယ်ဆရာကြီးဦးတင်မြင့်လည်းဖះချင်းအားပန်းရီချမ်းစီမင်းနဲ့နန်းသားတိုင်းများကတ်လူပူဇော်ပြလျင်ဖះချက်ကိုနေလိုက်တယ်ပြီးသွားတော့အခါမှာတော့ကဲကိုထုံးဝင်းရေရွာထိပ်ကနတ်စင်ကိုသွားကြရအောင်တူးစရာတရွင်ပေါက်ပြားတွေနဲ့ရွာသားတွေကိုခေါ်ခဲ့ပြီးတော့ထို့သို့ပြောဆိုလိုက်သဖြင့်ဦးထုံးဝင်းလည်းရွာသား၄-၅ယောက်ကိုတရွင်ပေါက်ပြားများယူဆောင်စေပြီးလျင်ဆရာကြီးဦးတင်မြင့်နဲ့အတူရွာထိပ်မှာနတ်စင်ရှိရာသို့ထွက်လာခဲ့ကြတော့တယ်ထိုအခါမှာဆက်စုလိုကြတဲ့ရွာသူရွာသားများလည်းလိုက်ပါလို့လာကြတယ်နတ်စင်တို့ရောက်တော့အခါမှာဆရာကြီးဦးတင်မြင့်မှနတ်စင်ရဲ့ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြေးချိုးလိုက်တယ်အဲ့ဒီနောက်နတ်စင်ဘေးကြီးမြေပုံမုံမိုလေးကိုတူးခိုင်းနေကဲကိုထုံးဝင်းရေရွာသားတွေကိုဒီနေရာကိုတူးခိုင်းလိုက်ပါဦးထုံးဝင်းလည်းဆရာကြီးဦးတင်မြင့်တူးခိုင်းတဲ့နေရာကိုရွာသားများကိုတူးဖော်ခိုင်းလိုက်တယ်ရွာသားများတူးဖော်နေကြရင်းမှာတရောင်းခန့်အနှစ်သို့ရောက်တော့အခါမှာဟာတွေးပြီပြုခွေသေးကောင်းကြီးတူးဖော်နေတဲ့ရွာသားတယောက်ရဲ့ပြောလိုက်တဲ့စကားကြောင့်ဆရာကြီးဦးထုံးမြင့်ရွာလူကြီးနဲ့ရွာသားများမှာဝိုင်းလိုကြီးချူလိုက်ရာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ထိတ်လန့်တကြားနဲ့ပါဇက်မှာအာမိတ်တိတ်တံများပင်ထွက်လို့သွားကြရတယ်ဟာဟင်အိုးဖျားသူတို့တွေးလိုက်သည်မှာခွေးနဲ့အသေးကောင်းကြီးအားကရုံတုံးထားပြီးတင်းငန့်ပတ်ထားကခွေးရဲ့လက်ထဲမှာလေတပိတ်တလုံးကိုင်းဆောင်ထားတဲ့မြင်ကွင်းပင်ဖြက်လေတယ်ဟာဒီခွေးနေကြီးမို့လားတို့ရွာကိုဒုက္ခပေးနေတာဟင်ခွေးကောင်မှာပတ်ထားတာကနတ်စင်ကဘောင်းတော်စားကြီးမလားဟုတ်တာပေါ့တို့ရွာတွေကိုညားဘက်ဝင်ပြီးဦးနတာဒီခွေးနေကြီးပဲရုံးမာလိုက်တာခွေးကိုကရုံတုံးပြီးတင်းငန့်ချုံပေးထားတာလက်ထဲမှာလည်းတပိတ်ကြီးနဲ့ဘယ်လိုလူကားများလှုပ်ထားတာလဲမသိဘူးရွာသားများရဲ့တယောက်တစ်ပေါက်ပြောဆိုနေမှုကြောင့်ဆရာကြီးဦးတင်မြင့်ကချင်းပြပေးတယ်မင်းတို့ရွာကိုမကျေနပ်တဲ့လူတစ်ယောက်ကအောက်လန့်ပညာနဲ့တိုက်ထားတာအကွက်ဒီအတိုက်ကိုခွေးချင်းပြူအတိုက်လို့ခေါ်တယ်အတိုက်ခံရတဲ့ရွာဟာလူတွေသေးပြီးရွာပါပစ္စည်းဈေးနိုင်တဲ့အထိပြင်းထန်နေဖျားကြောက်စရာကောင်းလိုက်တာဒီအတိုက်ကိုတေးသေးချာချာကုသပေးခဲ့ပါဆရာကြီးရဲ့စိတ်ချပါဆရာကြီးအောက်လန့်အတိုက်တွေကုန်းစင်အောင်ချင်းလင်းပေးပါမယ်အခုဒီခွေးတပည့်ကြီးကိုအရင်ဆုံးချင်းလင်းလိုက်အောင်မယ်ဆရာကြီးဦးတင်မြင့်လေသာသနာဆောင်နမင်းကြီး၄ပါးအားပင့်ဖိတ်လို့ခွေးတပည့်ကြီးကိုအနှံလိုက်တယ်ပြီးတော့အခါမှာတော့ကဲကိုထုံးဝင်းရေခမရတို့ရွာကိုညားတိုင်းဒုက္ခပေးနေတဲ့ခွေးတပည့်ကြီးကိုတော့နမင်းကြီးတွေစီကိုအနှံလိုက်ပါပြီခွေးသေးကောင်ကြီးကိုတော့တင်းချိုင်းမှာမိတကြိုခိုင်းလိုက်ပါထိုကဲ့သို့မှာကြားပြီးလျင်
ဦးထုံးဝင်းရဲ့နေအိမ်သို့ပြန်လာခဲ့ကြတယ်အိမ်သို့ရောက်သောအခါမှာအခုခမရတို့ရွာမှာဘာအတိုက်ခိုက်အနောက်အရှေ့မှမရှိတော့ပါဘူးဒါပေမဲ့ရွာကိုတိုက်ထားတဲ့အောက်လန့်ပညာသည်ကိုခေါ်ပြီးနောက်ထပ်မနှောက်ချက်ဖို့သက်စာရည်တောက်ခိုင်းဖို့လိုအပ်တယ်မုံရင်ထပ်ပြီးနှောက်ချနေလိမ့်မယ်ဒါကြောင့်ဆရာကြီးကိုအောက်လန့်ပညာသည်ပုကတ်နိုင်ဖို့အမျိုးသမီးတစ်ယောက်ချပေးပါထိုကဲ့သို့ပြောဆိုလိုက်ရာဦးထုံးဝင်းမှဒေါ်လုံးဆိုတဲ့အမျိုးသမီးကြီးအားခေါ်ပေးလိုက်တယ်ဆရာကြီးဦးတင်မြင့်လည်းဒေါ်လုံးအားဖျားရှိခိုးခိုင်းပြီးဖျားစဉ်ချိမှကျုံလေးထိုင်ခိုင်းလိုက်တယ်ကဲဒီရွာကိုယုံညံ့တဲ့ပညာတွေနဲ့တိုက်ခိုက်ထားတဲ့ပညာသည်အခုချက်ချင်းငါးချစ်ကိုလာခဲ့စမ်းမတိမကြမရှိစေရလိညာလှဲပြားခြင်းမရှိစေရဖျားငါးစုအမိတ်အထက်ဝိဇာကြီးများရဲ့အမိတ်ငါဆရာရဲ့အာနာဆရာကြီးဦးတင်မြင့်မှအမိန်ပေးလိုက်ပြီးခဏမျှအကြာမှာဒေါ်လုံးမှတကူလုံးတုံရင်လာပြီးမျက်တောင်နေကြီးဖြင့်ကြည်လာကငါ့ကိုခေါ်တာဘယ်သူလဲကွကိုနဲ့မဆိုင်မေငါလုံရက်တွေကိုနှောက်ချက်ချင်းနဲ့ဆရာငါ့ကိုဘာထင်းနေသလဲရောက်လာပြီလားရောက်ရင်ဖះကိုဥတိုက်မတိုက်ဘူးကွငါတို့အောက်လန့်ပညာသည်တွေကဘယ်တော့မှဖះမရှိခိုးဘူးဩမင်းကအောက်လန့်ပညာသည်လားဘာကြောင့်ဒီရွာကိုအနောက်အခြေပေးနေရတာလဲမင်းမေးတိုင်းဖြေရမှာလားငါအကြောင်းမသိသေးဘူးထက်နေဟင်းဟင်းမင်းကအာခန့်နေဖို့မေတ္တာနဲ့အေးအေးဆေးဆေးမေးနေတာအာခန့်ချင်းတဲ့အောက်လန့်ကောင်ကိုကျိုးပိုင်ကလက်ပြန်ကျိုးတုပ်စင်ပိုင်ကခေါင်းကိုဆင်းနဲ့နင်းစံမသေးသေးနဲ့ဆရာကြီးဦးတင်မြင့်ကအမိန်ပေးလိုက်ရာအောက်လန့်ကောင်ပူကတ်နေတဲ့ဒေါ်လုံးရဲ့လင်းတစ်ဖက်မှာအနောက်ဘက်သို့ရောက်ရှိသွားပြီးဦးကောင်မှလည်းရှေ့သို့ငိုက်ဆိုင်ကြားသွားပြီးလျင်ကျန်းနေကတ်နေလေတဲ့အာနားတယ်ငါ့ကိုလှော့နားတယ်အမလေးအေးနားရင်အချုံပေးပြီလားဖះကိုဥမတိုက်သေးဘူးလားအချုံမပေးဘူးကွဖះကိုလည်းမချစ်ခိုးနိုင်ဘူးဒီလောက်ခေါင်းမာလှတဲ့အောက်လန့်ကောင်ရဲ့နှလုံးသားကိုလှမ်းပိုင်းကလှမ်းအစင်တရားနဲ့ထိုးစမ်းမသေးသေးနဲ့အထက်ဆရာကြီးများရဲ့အာနာငါဆရာရဲ့အမိတ်ထိုအခါမှတော့အောက်လန့်ပညာသည်ပုကတ်နေသည့်ဒေါ်လုံးမှာလူးလိန်အော်ဟစ်နေလေတယ်အာနားလိုက်တာလှမ်းနေနဲ့မထိုးပါနဲ့တော့ကြောက်ပါပြီအမလေးအချုံပေးပြီလားဆရာကြီးမေးတာကိုကောင်းကောင်းမွန်မွန်နဲ့အမှန်တိုင်းဖြေတော့မလားဟုတ်ကဲ့ဖြေပါမယ်အချုံပေးပါပြီကောင်းပြီမင်းကအောက်လန့်ပညာသည်ဆိုတာအမှန်ပဲလားဘာကြောင့်ဒီရွာကလူတွေတေးအောင်လှုပ်ထရရသလဲအမှန်တိုင်းဖြေတော့လိန်ညာရင်လှမ်းပိုင်းကလှမ်းနဲ့ဆက်ထိုးစီကျွန်တော်အမှန်တိုင်းပြောတာပါကျွန်တော်ကအောက်လန့်ပညာသည်ဆိုပေမဲ့ကိုမစော်ကားရင်ဘယ်သူကမှဒုက္ခမပေးဘူးဒီရွာသားတွေကအချိန်ချင်းစောကားလွှန်းလို့ရွာပါပြက်အောင်တိုက်ထားတာပါရွာပြက်တဲ့အထိတောင်တိုက်ရလောက်အောင်မင်းကိုဒီရွာသားတွေကဘာလို့ထားကြလို့လဲကျွန်တော်ကလွန်ခဲ့တဲ့3နှစ်ကဒီရွာတွေကလေပိုင်ချင်းဥမြမောင်ရဲ့အိမ်မှာတရင်ကလှုပ်ခဲ့တဲ့သူရပါဥမြမောင်ကရွာလူကြီးနဲ့ပေါင်းပြီးသူစပားတွေကိုကျွန်တော်မခိုးပဲနဲ့တခိုးလို့မတရားဆွဲပြီးထောင်ကြအောင်လှုပ်ခဲ့ကြတယ်ရွာသားတွေကလည်းမတရားတည်လိုက်ခဲ့ကြလို့ကျွန်တော်ထောင်ကြခဲ့ရပြီးဒုက္ခမျိုးစုံခံစားခဲ့ရတယ်အဲ့ဒါကြောင့်ရွာသားတွေတနေ့တယောက်သေးပြီးရွာပါပြည့်စည်နိုင်တဲ့ခွေးချင်ပြူအတိုက်နဲ့တိုက်ထားတာပါဆရာကြီးဟင်သူရကအောက်လန့်ပညာနဲ့တိုက်ထားတာတဲ့ဥမြမောင်အိမ်မှာတရင်ကလှုပ်သွားတဲ့သူရဆိုပါလားဒေါ်လုံးရဲ့ခန္ဓာကိုယ်မှာပူကန်တဲ့အောက်လန့်ကောင်ရဲ့စကားကြောင့်ရွာလူကြီးဦးထုံးဝင်းနဲ့ရွာသားများအံ့ဩသွားကြသလိုဆရာကြီးဦးတင်မြင့်လည်းစိတ်ဝင်စားသွားပြီးမေးလိုက်တယ်အေးမင်းတိုက်ထားတဲ့အတိုက်တွေအားလုံးကိုဆရာကြီးရှင်းပေးပါပြီခွေးချင်းပြူအတိုက်ကိုအရင်ကကြားပဲကြားဘူးတာအခုမှလက်တွေ့ကြုံရတယ်ဆရာကြီးစိတ်ဝင်စားတယ်မင်းထောင်းကြခဲ့တဲ့အကြောင်းနဲ့ဒီဘက်ကိုတိုက်ထားတဲ့ခွေးချင်းပြူအတိုက်အကြောင်းကိုဆရာကြီးကိုအသေးစိတ်ပြောပြစမ်းကွယ်ဆရာကြီးဦးတင်မြင့်ကမေးလိုက်ရာဒေါ်လုံးရဲ့ခန္ဓာကိုယ်မှာပူကတ်နေသည့်အောက်လန့်ကောင်မှမြေအများဝဲလာပြီးဖြစ်ကြောင်ကုန်းစင်ကိုပြောပြတော့တယ်ဟဲ့ခါကြီးသွားစမ်းပေကတ်နဲ့ဟဲ့ချိုးလိမ့်မဘဲကိုဆွဲနာလေနာတော့မေအချင်းကနေမွန်းတဲ့နေပြီဖြစ်တော့လေသူရမှာတော့မနာနိုင်သေးပဲကျွဲတချင်းနဲ့အတူလဲထွန်းနေစေဖြစ်တဲ့နေကပူလာပြီးဖြစ်သည့်အပြင်ဘိုက်ကလည်းစားလာပြီးဖြစ်တော့လေလေပိုင်ချင်းဥမြမောင်မှဒီလေတွေကိုမနေ့အပြီးထွန်းရမယ်လို့မှားကြထားတော့ကြောင့်သူရကမနာရသေးချေသူရမှာကျန်တော့ရွာသားမဟုတ်ဖေအခြားနေမှာလာလို့လေပိုင်ချင်းဥမြမောင်ထမ်းမှာတရင်ကလောက်ကင်နေသူဖြစ်တယ်
ဦးမြမောင်ကသူရကိုတခြားသရင်ငါးများထက်ပိုး၍ခိုင်းစေတယ်ပိုး၍နှိမ့်နေယခုလည်းလဲထုံးမပြည့်လျင်ထမင်းမစားရလို့ပြောသည့်အတွက်ပြီးအောင်ထုံးနေရခြင်းဖြစ်တယ်ဦးမြမောင်သာမကားပဲသူသာထုံးမောင်ကလည်းမူလာလျင်အမျိုးမျိုးနှိမ့်လို့ပြောဆိုခိုင်းစေတယ်ထုံးမောင်မှလဲပိုင်ချင်းသားပြီးပြီးအယက်သမားဖဲသမားကျက်သမားဖြစ်တယ်ဒီနေ့ပြီးရင်တော့ဦးမြမောင်ထမ်းမှတရင်ကစစ်မလုပ်တော့ဖို့ဆုံးဖြတ်ထားပြီးမနေ့ပင်သိခန့်လို့လောက်ကင်နေရတယ်ဒီလိုနဲ့စပရိတ်သိမ်းခြင်းသို့ရောက်ကြည့်လာသည့်အခါမှလေသူရမှာပင်မမမှန်လောက်ကင်ရပြန်နေတညထိုတညကသူရအတွေ့ကန်းဆိုးမိုးမောင်ကြတဲ့ညဖြစ်တယ်သူရမှာကောက်လိုက်မြစပများစုပုံထားတဲ့လဲထဲမှာတလင်းမှာစောင်းလို့ညအိနေရတယ်တလင်းမှာရွာနဲ့အတန်းငယ်အလှမ်းဝေးတယ်ညအချင်းနိုင်ခန့်သို့ရောက်သောအခါမှာသူရမှာတနေကုန်ပင်မထားသဖြင့်အိတ်စေအနာယူရန်ပြင်ဆင်နေချိန်လေပိုင်ချင်းသားထုံးမောင်နဲ့အဖော်၃ယောက်ရောက်ရှိလာတယ်ဟေ့ကောင်သူရငါ့ကိုရွာတဲ့ကအရက်ဆိုင်ကအရက်နှလုံးသွားဝယ်ပေးစမ်းဟာကိုထုံးမောင်ကလေကျွန်တော်ဒီမှာတလင်းဆောင်နေရတယ်လေဗျာနောက်ပြီးဦးလေးမြမောင်သိရင်လေကျွန်တော်ကိုစိုးလိုက်မယ်ဒီကောင်တော်တော်ချားချိတဲ့အကောင်မေးငါကသွားဝယ်ဆိုသွားဝယ်လိုက်ကွာအလိုက်ကန်းဆိုနားမလဲဘူးဒါကြောင့်ငါတို့အိမ်မှာမင်းကကျွန်းလာဖြစ်နေရတာသူရမှာထုံးမောင်ရဲ့စကားကြောင့်ဒေါသထွက်သွားမိတော့လေစကားမများခြင်းသဖြင့်ရွာထဲမှာရက်ဆိုင်သို့ထွက်လာခဲ့တယ်သူရထွက်သွားလို့ခဏမြကြားသောအခါမှာထုံးမောင်နဲ့အဖော်၃ယောက်မှစပအိမ်များကိုခိုးယူကြတော့တယ်သွားဟိုကောင်ပြန်မလာခင်မင်းတို့စပအိမ်တွေကိုမြန်ထမ်းပြီးရွာထိပ်နားမှာငါ့ကိုစောင့်နေကြဟိုကောင်ပြန်လာမှဟမ်းမပြည့်ငါနောက်ကလိုက်လာခဲ့မေထုံးမောင်ရဲ့စကားကြောင့်အဖော်၃ယောက်မှစပအိမ်တိတ်စီထမ်းလို့ခတ်တုတ်ထွက်သွားကြတော့တယ်သူတို့ထွက်သွားပြီးအတန်ကြာသောအခါမှာတော့သူရမှာရက်ပလင်နှလုံးကိုကိုင်း၍ပြန်လေရောက်ရှိလာတယ်ကိုထုံးမောင်ရော့ဒီမှာအရက်နှလုံးပေးလမ်းမှာခိုးတော့လာသေးလားဟာကိုထုံးမောင်ကလေကျွန်တော်မှအရက်မတောက်တတ်တာနောက်ပြီးသူများမျက်စိကိုခိုးတတ်တဲ့အကျင့်လည်းမရှိဘူးဗျအောင်မမင်းငါများငါ့ကိုပြန်ပြောနေသေးတယ်ငါလှုပ်လိုက်ရင်နာတော့မေကြက်သတိထားထုံးမောင်ကသူရကိုချိန်မောင်းပြီးသူ့ရဲ့အဖော်များစောင့်နေရသူထွက်သွားတော့တယ်သူရမှလည်းတနေကုန်ပေးမှထားသဖြင့်ကောက်ရုပ်ပုံဖေးမှာပြုတ်လုထားတဲ့ကလပ်ဖြင့်တဲလျက်အတွင်းသို့ဝင်းရောက်အိတ်ဆက်လိုက်တော့တယ်နောက်တနေ့နေ့လင်းချိန်မှာသူရမှလေကွင်းများထဲမှာကောက်လိုက်စည်းများကိုတပုတ်ပြေထမ်းလို့တလင်းပေါ်မှာပုံနေတယ်ထိုအချိန်မှာဦးမြမောင်ရောက်ရှိလာပြီးတလင်းထဲမှာစပားပုံများကောက်လိုက်စည်းများကိုလိုက်လံကြည့်ရှုဆက်ဆေးနေတယ်ဟေ့ကောင်သူရဒီကိုမြန်လာခဲ့စမ်းသူရမှာကောက်လိုက်စည်းများကိုထမ်းနေရမှဦးမြမောင်ရဲ့ခေါ်တန်းကိုကြားလိုက်ရသဖြင့်ဦးမြမောင်ရှိရသို့သွားလိုက်ပြီးဦးလေးကျွန်တော်ကိုဘာခိုင်းစရာရှိလို့လဲမင်းကိုခိုင်းမလို့မဟုတ်ဘူးကွမေးမလို့ဒီမှာငါစပားအိတ်တွေရောနေတယ်မင်းခိုးရောက်လိုက်တယ်မဟုတ်လားဗျာစပားအိတ်တွေပြောင်းနေတယ်ဟုတ်လားတေးသေးချာဆက်ဆေးပါဦးဟေးကောင်ငါသေချာဆက်ဆေးပြီးပြီစပားအိတ်၃အိတ်ပြောင်းနေတယ်မင်းခိုးပြီးရောင်းလိုက်တယ်မဟုတ်လားဟာဦးလေးကလေကြမ်းကြည့်စီရဗျာဦးလေးစပားအိတ်တွေကိုကျွန်တော်မခိုးပါဘူးဟာဒီတလိမ့်မှာမင်းညဆောင်အိတ်နေတာလေမင်းမခိုးလို့ဘဲသူကခိုးမှလေဖျားပိတ်ကြမ်းပိတ်ပါဗျာဦးလေးစပားအိတ်တွေကိုကျွန်တော်မခိုးပါဘူးဘဲတခိုးကမှကျွန်တော်ခိုးပါတယ်လို့ဝင်းမခံဘူးကွမင်းမခိုးရင်ငါစပားအိတ်တွေကခြေတော့ပေါက်ပြီးထွက်သွားချတာလားညတော့ငါတလင်းကိုဦးလေးသားထုံးမောင်နဲ့သူ့အဖော်တွေရောက်လာပြီးအရက်အတင်းဝဲခိုင်းလို့ကျွန်တော်ရွာတဲ့ကအရက်ဆိုင်မှာအရက်သွားဝဲပေးရသေးတယ်ကျွန်တော်ပြန်လာတော့တလင်းမှာကိုထုံးမောင်ပဲရှိတော့တယ်သူ့အဖော်တွေမရှိတော့ဘူးသူတို့များခိုးသွားကြတာလားမသိဘူးဘာကွမင်းကငါသားကိုတခိုးလို့ဆွဆွဲလိုက်ထားလားငါသားကငါစပအိတ်တွေကိုပြန်ခိုးစရာဘာအကြောင်းမှမရှိဘူးလာလိုက်ခဲ့မင်းကိုရွာလူကြီးနဲ့တိုင်းမယ်ပြီးရင်တရားစွဲပြီးထောင်ချပြက်မယ်ဟာမတရားမလုပ်ပါနဲ့ဦးလေးစပအိတ်တွေကိုကျွန်တော်မခိုးဘူးဗျသူရမြည်တို့ပင်ညင်းဆန်နေပေမဲ့ဦးမြမောင်မှရွာလူကြီးထံသို့ခေါ်ဆောင်သွားတော့တယ်ရွာလူကြီးဦးထုံးဝင်းရဲ့နေအိမ်သို့ရောက်တော့အခါမှာတော့ကဲကိုထုံးဝင်းရေဒီကောင်ကျိုးစပ၃အိတ်ခိုးလို့လာတိုင်တာဗျဟင်ဟုတ်လားဟုတ်တယ်ညကဒီကောင်တလင်းမှာညဆောင်အိတ်တယ်လေ
ဒီမိနစ်ကြတော့စပားတုံးအိပြောင်းတဲ့ဒါဒီကောင်ခိုးလို့ပေါ့ဦးမြမောင်ရဲ့အော်ကြီးဟက်တန်အတန်းကြောင့်ရွာသူရွာသားအချို့ရောက်ရှိလာပြီးကြည်နေကြသဖြင့်သူရမှာအလွန်ချက်သွားမိတယ်ဦးလေးမြမောင်ခမလူကြီးဖြစ်ပြီးလူကြီးစကားပြောပါခမစပားအိတ်တွေကိုကျွန်တော်မခိုးဘူးလို့ဘယ်နှခါပြောရမလဲဗျသူရရဲ့စကားကြောင့်ဦးမြမောင်ဒေါသအလွန်ထွက်သွားပြီးဟဲ့ကောင်တခိုးမင်းငါများငါ့ကိုပြန်အောင်နေသေးတယ်ဘယ်တခိုးကမှခိုးတယ်လို့ဝင်းမခံဘူးကွဟုတ်တယ်ညကဒီကောင်သူရရွာတဲ့ကိုလာတာတွေ့တယ်ဟုတ်တယ်ကျုပ်လည်းတွေ့တယ်ညကဒီကောင်စပားခိုးမလို့ရွာတဲ့ကိုအခြေအနေလာကြည့်တာနေမှဟေးဟုတ်လားဒါဆိုဒီကောင်ခိုးတာသေချာသွားပြီဟေးကောင်သူရမင်းဘာညင်းချင်သေးလဲညကတလင်းမှမဆောင်မဲစပားခိုးမလို့ရွာတဲ့ကိုအခြေအနေလာကြည့်တာမို့လားမဟုတ်ဘူးဗျကျုပ်ညကရွာတဲ့ကိုလာတာခမသားကအရက်လာဝယ်ခိုင်းလို့လာတာမယုံရင်ခမသားကိုမေးကြည့်ဟဲ့လူတွေခမတို့လည်းသေးသေးချာချာမသိပဲသူမြတ်ကိုရမ်းတမ်းပြီးမစောဆွဲပါနဲ့ဗျဟေးကောင်အခုမှပလီပလာတွေ၆ပြော့မနေနဲ့ငါစပိုက်တွေမင်းခိုးတာသေချာနေပြီကဲကိုထုံးဝင်ဒီကောင်ကိုမှတ်လောက်သားလောက်ဖြစ်သွားအောင်ကျုပ်တရားဆွဲပြီးထောင်းချပြစ်ရှင်နေဗျာဒါမှတခြားသူတွေလည်းနောက်ကိုမခိုးရကြမှာဟုတ်တယ်ပြုဒါမှနောက်မခိုးရတော့မှမဟုတ်ရင်ထပ်ပြီးခိုးမှာပဲဟုတ်တယ်ရွာလူကြီးရေဒါမျိုးကိုပြင်းပြင်းထန်ထန်အရေးယူရမယ်ဗျဦးမြမောင်ရဲ့စကားကိုရွာသူရွာသားများကဝိုင်းဝန်းထောက်ခံပေးနေကြသဖြင့်ရွာလူကြီးဦးထွန်းဝင်းလည်းဒီလိုဆိုရင်ဒီကောင်ကိုစပားခိုးမှုနဲ့တရားဆွဲကြတာပေါ့ဟေးရွာသားတွေဒီကောင်ကိုဖမ်းပြီးကျိုးတုပ်ထားလိုက်ကြစမ်းရွာလူကြီးဦးထွန်းဝင်းရဲ့စကားကြောင့်သူရကိုရွာသူရွာသားများကဖမ်းဆီးလို့ကျိုးတုပ်လိုက်ကြတယ်ဟဲ့လူတွေခမရတို့မတရားမလုပ်ကြနဲ့နော်ကျုပ်တခုမဟုတ်ဘူးဗျလှော့ကျုပ်ကိုအခုလှော့ကြသူရမှာရုန်းကန်နေတော့လေအများနဲ့တယောက်ဖြစ်နေသဖြင့်ဘယ်လို့မှမတတ်နိုင်ပေအဖန့်ခံလိုက်ရတော့တယ်ဦးမြမောင်ရွာလူကြီးဦးထုံးဝင်းနဲ့ရွာသားများမှာသူရအားမြို့မှာတရားရုံးသို့ပို့ဆောင်၍စပားခိုးမှုဖြင့်တရားစွဲလိုက်တယ်သူရမှာတရားရုံးမှာသူမခိုးကြောင်ပြောဆိုတော့လေဦးမြမောင်ဘက်မှရွာလူကြီးဦးထုံးဝင်းနဲ့ရွာသားများကမတရားပြောဆို၍တက်သေးခံနေကြသဖြင့်ထောင်ဒဏ်3နှစ်ကြာခဲ့ရတော့တယ်မွန်းတဲ့နေ့ရဲ့အပူဒဏ်ကိုအန်တု၍6လန့်လာနေသည့်လူတစ်ယောက်ထိုသူမှာသူရဖြစ်ပြီးယနေ့မှထောင်းကလွတ်လာခဲ့ခြင်းဖြစ်တဲ့လမ်းချောင်းနေရင်မှလမ်းပိတ်မှကိုပိန်ကြီးတပင်ကိုတွေးလိုက်ရသဖြင့်ခိတ္တနာခိုရန်တွေ့ကိုပိန်ရိပ်အောက်သို့ဝင်၍ထိုင်းလိုက်တယ်ဟူးနေကလည်းပူလိုက်တာငါဘယ်ကိုသွားရင်ကောင်းမလဲရွာကိုပဲပြန်ရကောင်းမလားသူရမှာတယောက်တည်းရေးရွက်နေရင်မှတစုံတရာကိုသတိရသွားသဖြင့်မေးကြောကြီးများထောင်ထလာအောင်ဒေါသထွက်သွားမိတယ်ငါရွာကိုမပြန်သေးဘူးငါကိုမတရားဆွဆွဲပြီးထောင်ကြအောင်လုပ်ခဲ့တဲ့ကျန်တော်ရွာကတကြီးနဲ့ရွာသားတွေကိုအရင်ဆုံးလက်စချေရမယ်ပြီးမှငါရွာကိုပြန်မယ်ငါကိုမတရားလုပ်ခဲ့တဲ့ကျန်တော်ရွာတရွာလုံးငါအကြောင်းသိစေရမယ်သူရမှာကိုပိန်ရိပ်အောင်မှထားလိုက်ပြီးခရီးဆက်လို့လာခဲ့တယ်သူရရဲ့ဥတီယာမှာကျန်တော်ရွာစီသို့ဖြစ်တယ်သူရမှာကျန်တော်ရွာကိုမြေသို့လက်စချေရမည်ကိုစဉ်းစားနေရင်မှအကြံတစ်ခုရလိုက်ပြီးပြုံးလိုက်တယ်သူရမှာသူ့ရဲ့အကြံစီအတိုင်းလမ်းမှာတွေ့ရတဲ့ခွင်းနေကြီးတစ်ကောင်ကိုချော့လို့ဖမ်းခေါ်လာခဲ့တယ်အဲ့ဒီနောက်ရွာတို့ဝင်ပြီးဖုံးကြောင်သို့သွားလို့ကျောင်းနိုင်ဖုံးကြီးအားသူရွာသို့ပြန်၍ရန်ဝိရန်လို့ပြောဆိုကပရိက္ခရာ7ပါးကိုစွန့်ခိုင်းနေဖုံးကြီးကလည်းသူရရဲ့စကားကိုယုံကြည်ပြီးပရိက္ခရာ7ပါးကိုစွန့်ပေးလိုက်တယ်သူရတဲ့ကျန်တော်ရွာသို့ရောက်တော့အခါရွာတဲ့သို့မဝင်ပဲရွာအပြင်မှသင်္ချိုင်းကုန်းသို့သွား၍ခွင်းနေကြီးကိုဂရုံတုံးပေးကသင်္ကန်းပတ်ပေးလိုက်တယ်အဲ့ဒီနောက်ပရိက္ခရာ7ပါးကိုခွင်းနေကြီးရဲ့လဲပင်မှာဆွဲပေးလိုက်ပြီးတက်ပင်မှာကျိုးပြည့်ချီနှောင်ကအစားငတ်ရင်းငတ်ထားလိုက်တယ်ငါးရက်ခန့်ကြာတော့အခါမှာခွင်းနေကြီးမှာအစားငတ်ရင်းငတ်၍သေဆုံးသွားတော့တယ်ထိုအခါမှာသူရလေခွင်းနေကြီးရဲ့ခေါင်းပေါ်မှာအင်းကွက်တစ်ကွက်ကိုရေးဆွဲလိုက်တယ်အဲ့ဒီနောက်ရွာထိပ်နတ်စင်းမှဘောင်းတော်စားကိုယူ၍ခွန်းနေကြီးရဲ့ခေါင်းမှာစီနောင်ပေးလိုက်ပြီးကျန်းတော့ရွာထိပ်မှာရွာဘက်သို့မျက်နာလဲကမြင်းမြုပ်တကြိုးလိုက်တယ်အဲ့ဒီနောက်ကျန်းတော့ရွာကိုလက်ညှို့ထိုးလိုက်ပြီးကဲကိုတော်ကြီးရေဟောဒီရွာလေးကိုနေတိုင်ဆွန့်ကန်ကြွားပြီးတော့ပြုထိုးကဲ့သို့ပြောဆိုလိုက်တော့တယ်
သူရလည်းကြံတော်ရွာကိုအလွန်ပြင်းထန်လာတဲ့ခွေးချင်းပြူအတိုက်ဖြစ်တိုက်ထားခဲ့ပြီလျင်သူ့ရဲ့ရွာသို့ပြန်သွားတော့တယ်အဖြစ်ကတော့ဒါပါပဲဆရာကြီးကျွန်တော်ကအောက်လန့်ပညာသည်ဆိုပေမဲ့ကိုမြေပေါက်ကြီးငယ်ကြအောင်မစော်ကားရင်ဘယ်သူကမှဒုက္ခမပေးပါဘူးအခုဟာကဒီတရွာလုံးကကျွန်တော်မခုပါပဲနဲ့တခိုးလို့ဆွဲပြီးထောင်းကြအောင်လုပ်ခဲ့ကြလို့သူတို့ရွာကိုရွာပြည့်စိတ်နိုင်တဲ့အထိပြင်းထန်တဲ့ခွေးချင်းပြူအတိုက်နဲ့တိုက်ခဲ့တာပါအေးကွယ်မင်းအကြောင်းနေသိရတော့လေဆရာကြီးစိတ်မကောင်းပါဘူးဒါပေမဲ့သူတို့ရွာသူရွာသားတွေလည်းအသက်နဲ့ပေးဆက်ခဲပြီးပြီပဲသူတို့မှားမှလည်းသိနေကြပါပြီမောင်သူရဘက်ကလည်းလွန်နာတွေတော့လွန်ပါစေတော့နောက်ထပ်ဒီရွာကိုဒုက္ခထပ်မပေးဘူးဆရာကြီးမေတ္တာရက်ခံပါတယ်ကွယ်ဟုတ်ကဲ့ဆရာကြီးသူတို့ဘက်ကအမကိုဝန်ခံပြီးတောင်းပန်မယ်ဆိုရင်ကျွန်တော်ခွင့်လို့ပေးပါမယ်ကောင်းပြီသူတို့ကိုဆရာကြီးကတောင်းပန်ခိုင်းလိုက်မယ်ကဲရွာလူကြီးနဲ့ရွာသားတွေကြားကြတယ်မို့လားအခုချက်ချင်းတောင်းပန်လိုက်ကြဆရာကြီးဦးတင်မြင့်မှပြောလိုက်ရာရွာလူကြီးဦးထုံးဝင်းနဲ့ရွာသူရွာသားများကသူရကိုတောင်းပန်ကြတယ်သူရရေအဲ့ဒီတုန်းကငါသေးသေးချာချာမစုံစမ်းမေလောက်ခဲ့မိတဲ့အပြစ်တွေအတွက်တောင်းပန်ပါတယ်ကွယ်ငါ့ကိုခွင့်လို့ပေးပါဟုတ်ပါတယ်ကွာငါတို့လည်းတောင်းပန်ပါတယ်ငါတို့ရွာပေါ်အညွတ်အတိမထားပါနဲ့တော့ရွာလူကြီးနဲ့ရွာသားများရဲ့ဝိုင်းဝန်းတောင်းပန်မှုကြောင့်သူရကတပြင်းချပြီးစိတ်ကိုချော့လိုက်တယ်ကောင်းပြီဆရာကြီးကြောင့်ခမရတို့တောင်းပန်တာကိုလက်ခံလိုက်မေနောက်ကိုမရှိစင်းရတာတွေကိုမနှိမ်မာနဲ့စင်းရပေမဲ့ရိုးရိုးသားသားလောက်ကင်စားတော့နေကြသူတွေတပုံးကြီးရှိပါတယ်ထိုအခါဆရာကြီးဦးတင်မြင့်ကမောင်သူရကြီးမင်းလည်းမကောင်းတဲ့ပညာတွေကိုဆရာကြီးကိုလှူခဲ့ပါဒီပညာတွေဟာအခုဘဝလည်းမကောင်းသလိုနောင်တန်တရားအတွက်လည်းမကောင်းဘူးကွအခုလိုဖျားချင်းရဲ့သားတော်ရန်တွေသုံးဆောင်တဲ့ပဋိက္ခရာချက်ပါကိုရုံးနေတဲ့ခွေးမှာဝက်စင်ပေးပြီးလူသေးအောင်ပြုလုပ်ထားဟာအင်ပဒမအပြစ်ကြီးလွန်ပါတယ်ကွပညာတော့မလိုပေးရစေနဲ့ဆရာကြီးနောက်ထပ်ဒီရွာကိုထပ်မှန်ပြီးဒုက္ခမပေးတော့ပါဘူးမင်းကဒီမကောင်းတဲ့ပညာတွေကိုမစွန့်လွတ်နိုင်ဘူးဆိုတော့လေမင်းထိုင်နဲ့မင်းကံမဲ့ပေါ့တရားတစ်ခုကံတစ်ခုပဲလေဘယ်တက်နိုင်မလဲဒါဆိုရင်တော့ဒီရွာနဲ့ရွာသားတွေကိုနောက်ထပ်မနှောက်ရှက်တော့ပါဘူးလို့သက်စာဆိုပြီးသက်စာကြီးတောက်ရလိမ့်မယ်ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်သက်စာကြီးတောက်ပါမယ်ဒေါ်လုံးရဲ့ခန္ဓာကိုယ်မှာပုကတ်နေသည့်အောက်လန်းကောင်းမှာဆရာကြီးဦးတင်မြင့်နဲ့ရွာသူရွာသားများရှိမှသက်စာဆို၍သက်စာကြီးတောက်ပြီးထွက်သွားတော့တယ်ကဲကိုထုံးဝင်းကြီးရွာကိုတိုက်ထားတဲ့တိုက်ကိုလည်းရှင်းပြီးပြီတိုက်တဲ့အောက်လန့်ပညာသည်ကိုလည်းနောက်ထပ်မနှောက်ချဖို့သက်စာကြီးတိုက်ပြီးပြီဒါကြောင့်ခမရတို့ရွာမှာဘာအတိုက်ခိုက်အနောက်ချစ်မှမရှိတော့ပါဘူးဟုတ်ကဲ့ဆရာကြီးကျေးဇူးတင်လိုက်တာဗျာဆရာကြီးသာမကဲရင်ကျွန်တော်တို့ရွာသားတွေဘလောက်တောင်သေးကျေးပြီးဒုက္ခထက်ရောက်ရအောင်မလဲမသိဘူးရပါတယ်ဗျာဆရာကြီးတို့အထက်လန့်ဆရာရဲ့တောင်းဝင်းကဒုက္ခရောက်နေကြတဲ့ခုနှစ်ရဲ့သားသမီးတွေကိုကဲတင်မိုးပဲလေနောက်ကိုဘာပဲလှုပ်လို့တေးသေးချာချာစုံစမ်းပြီးမှလုံးဆောင်ပါရွာသူရွာသားတွေကိုလည်းမေတ္တာထားပြီးအုပ်ချုပ်ပါဟုတ်ကဲ့ဆရာကြီးမှားကြထားတာတွေကိုကျွန်တော်သေးသေးချာချာလိုက်နာပါမယ်ကျွန်တော်တို့ရွာမှာအတိုက်အခိုက်တွေမရှိတော့ဘူးဆိုပေမဲ့စိတ်ချရအောင်2 ရက် 3 ရက်လောက်နေပြီးစောင့်ကြည့်ပေးပါဦးဆရာကြီးဟုတ်ပါတယ်ဆရာကြီး2 ရက် 3 ရက်လောက်စောင့်ကြည့်ပေးပါဦးအရေးအကြောင်းဖြစ်လာရင်ကျွန်တော်တို့ကဘာမှမလုပ်တတ်လို့ပါဆရာကြီးဦးတင်မြင့်လေရွာလူကြီးနဲ့ရွာသားများရဲ့တောင်းဆိုချက်အရကျန်တော်ရွာမှာ2 ရက်မြနေထိုင်ပေးလိုက်တယ်သို့တော်လေကျန်တော်ရွာမှာမြစ်တဲ့အနောက်ရှေ့အတိုက်ခိုက်ကိုမှမကြုံရတော့ပဲအေးချမ်းသွားပြီးဖြစ်သည်ဖြင့်မကြခင်မှာပဲသူ့ရဲ့ရွာသို့ပြန်သွားတော့တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ